Hello, welcome back to English is Easy video series. English is easy ဆိုတဲ့ English speaking practice အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะပြီးခဲ့တဲ့ video 2ထဲမှာဆိုရင်မြန်မာ language learners ဒီမှာရှိတဲ့အခက်အခဲခေါင်းထဲမှာအရန်သိထားတာတွေများပြီးတော့တကယ်မှာလက်တွေ့စကားပြောရင်နှုတ်ကထွက်မလာတဲ့အခက်အခဲတစ်ခုကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့အကြံပြုထားတာရှိရဲ့ပေါ့အဲ့တော့စကားပြောတဲ့အခါကျရင်တခွန်းစီမပြောဘဲနဲ့ related ဖြစ်တဲ့အကြောင်းအရာလေးတွေကို extend လုပ်ပြီးပြောသွားရမယ်လို့ပြောထားတယ်လေအဲ့တော့ဒီမှာအဲ့ဒါလေးကိုပြန်ပြီးတော့ထပ်ပြီးရှင်းပြရမယ်ဆိုရင်စကားလုံးတွေကိုလေ့လာတာပဲဖြစ်ဖြစ် sentence တွေကိုလေ့လာကြက်မှတ်ထားတာပဲဖြစ်ဖြစ်ပေါ့နော်စကားလုံးတစ်လုံးစီseparately လေ့လာတာမျိုး sentence ကိုလည်းဒီ sentence လေးကတော့အသုံးဝင်တယ်ဒီ sentence လေးကတော့လှတယ်ကြိုက်တယ်ဆိုပြီးတော့ sentence တွေကိုလည်းတစ်ခုချင်းစီလိုက်ပြီးတော့ကြက်မှတ်ထားတာထက်စာရင်ဒီ vocabulary တွေကို sentence တွေကို related ဖြစ်တဲ့အကြောင်းအရာလေးတွေကိုစုပြီးမှတ်မယ်စုပြီးတော့ကျင့်တဲ့practice လုပ်တဲ့အကျင့်လေးကိုလုပ်တော့မှတကယ်တမ်းသဘာဝကျနဲ့ conversation တစ်ခုကိုကိုဝင်ပြောနိုင်မယ်ပေါ့ for example စကားလုံးတွေကိုလေ့လာတဲ့အခါမှာစကားလုံးတစ်လုံးကိုကထုတ်ယူလိုက်ပဲအကြောင်းအရာတစ်ခုပေါ့နော်season ပေါ့ as season ဆိုတဲ့စကားလုံးလေးကိုကရလိုက်ပြီဆိုရင်ဒီစကားလုံးကို separately မတက်ထားအောင်ဒီစကားလုံးနဲ့ဆက်ဆက်မှုရှိတဲ့တခြားစကားလုံးတွေကဘာလဲဆိုရင်အဲ့ဒါတွေကိုထုတ်နှုတ်ပြီးတော့စဉ်းစားမယ်ရှာဖွေပြီးတော့ကြက်မှတ်မယ် Okay အလွယ်ဆုံးနဲ့အခြေခံအကျဆုံးက season အကြောင်းကိုပြောပါလို့ဆိုရင်မြန်မာပြည်မှာ season ဘယ်နှမျိုးရှိလဲ There are 3 seasons in Myanmar summer the rainy season winter ဒီစကားလုံးလေးတွေကနောက်ထပ်တူလာမယ် Okay ဒါဆိုရင် summer ဘာဖြစ်လဲဘာလုပ်လဲ summer hot ပူတယ် so ပူတော့ဘာလုပ်လဲဆိုရင်ပါးလွှာပြီးတော့အေးတဲ့အဝတ်စားလေးတွေကိုဝတ်တယ် thin cotton clothes လေးတွေဝတ်တယ် thin cotton clothes လေးတွေဝတ်တယ်အဲ့တော့စကားလုံးတွေထပ်ပြီးတော့ပါလာတယ်ပြီးတော့ဘာလုပ်လဲ summer ဆိုတော့ sunny ဖြစ်တယ်အာသာချက်ကနေတာတော့ we go swimming or we go on a picnic ရေကူးထွက်တာတို့ picnic ထွက်တာလို့ဒီလိုမျိုး activity လေးတွေကို enjoy လုပ်လို့ရတယ်ပေါ့နော် Okay ဘာဖြစ်လဲဘာလုပ်လဲဖြစ်တဲ့ဟာလေးတွေလုပ်တဲ့ဟာလေးတွေကစကားလုံးလေးတွေထပ်တိုးပြီးတော့ထပ်ချက်တယ် Okay hot ဖြစ်တယ် sunny ဖြစ်တယ် swimming ထွက်တယ် picnic ထွက်တယ်ဒါမျိုးလေးတွေပါလာတယ်winter ကိုသွားမယ် winter မှာဆိုရင်ဘာဖြစ်လဲ basically ဘာဖြစ်လဲ cold အေးတယ်ဟုတ်တယ်နော်အေးပြီးတော့ချမ်းလာတယ် chilly ဖြစ်တယ် snow ကြမယ် snowing ဖြစ်မယ်အချမ်းပြီးတော့တုံလာမယ်ဆိုတော့ you shiver ဖြစ်လာ shivering ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာမယ်အဲ့တော့စကားလုံးတွေတိုင်းမှာသူနဲ့ဆက်ဆက်မှုရှိတဲ့စကားလုံးတွေကိုထပ်တိုးပြီးတော့စဉ်းစားမယ်ရှာဖွေမယ်ကြက်မှတ်မယ်အဲ့လိုပြောတာ Okay အဲ့ဒါလေးတွေကိုစကားလုံး level မှာရက်နေတာမဟုတ်ဘဲနဲ့ conversation ထဲမှာထည့်ပြောမယ်လောလောဆယ်ဖြစ်နေတာဘာလဲဆိုရင်အခုဆိုရင်အပြင်မှာမိုးရွာနေ It's raining outside and I feel a bit cold that's why I'm wearing a hoodie and I'm also drinking hot coffee ဟုတ်တယ်နော်ဒါမျိုးလေးတွေပေါ့အရင်ရှည်လျားထွေပြပြီးပြောသွားရမှာမဟုတ်ဘူးလေ Okay အဲ့တော့ဒီလိုမျိုးဆက်ဆက်မှုရှိတဲ့မိုးရင်းမှာဆိုရင်မိုးရင်းကြိုက်လား Do you like the rainy season ကြိုက်ရင်လည်းကြိုက်တယ် I like the rainy season so much ဒါမှမဟုတ် for me ကတော့ I ကတော့မကြိုက်ဘူး I don't like the rainy season I don't like going out in the rain and I hate getting wet in the rain that's why I don't like the rainy season အဲ့ဒါမျိုးလေးကိုတွေးပြောချင်သွားမယ် Okay အခုကျတော့ practice လုပ်တာထက်စာရင်အကြံနောက်ထပ်တိုးပြီးတော့အကြံပြုတဲ့တစ်ခုလေးပါလာတာပေါ့နော်ခုနစကားလေးကိုပြန်ပြောမယ်ဆိုရင် It's raining outside and I feel a bit cold that's why I'm wearing a hoodie and I'm drinking hot coffee I like drinking hot coffee and reading something at home on rainy days because I hate going out in the rain and getting wet. I'll leave it, no? Bye bye.